အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုနော့ဖြစ်ပါတယ်ဒီနေ့ဇွန်လ9ရက်2026ခုနှစ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့ရန်ကုန်မြို့မှာအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေပျောက်ဆုံးတာခိုးယူပေါင်းသိမ်းခံရတာတွေမြင့်တက်နေတဲ့သတင်းကိုဝေမျှပေးကြပါမယ်ဒီရက်ပိုင်းတွင်ကျွန်တော်တို့မီဒီယာကိုဆက်သွယ်ပြောဆိုလာသောသတင်းပေးချက်များအရရန်ကုန်တိုင်းတွင်ရှိမြို့နယ်များမှာအသက်မပြည့်သေးသည့်အမျိုးသမီးငယ်များပျောက်ဆုံးခြင်းနဲ့ခိုးယူပေါင်းသိမ်းခံရခြင်းများမြင့်တက်နေတယ်လို့သိရပါတယ်ယနေ့ဇွန်လ9ရက်တွင်ဆက်သွယ်ပြောဆိုလာသောမိခင်တို့၏ပြောကြားချက်အရ၎င်း၏သမီးဖြစ်သူမတ်နဝရဦးအသက်18နှစ်ကိုးတန်းကျောင်းသူသည်ရန်ကုန်တိုင်းဒေသကြီးကြောင်မြောင်းမြို့နယ်ကြောက်ကွက်တိရက်ကွက်မှာပြီးခဲ့သည့်25ရက်5လ2026ရက်နေ့မှာပျောက်ဆုံးသွားခဲ့တာလို့သိရပါတယ်။ရင်းမျိုးသမီးငယ်သည်ည9နာရီကျော်ခန့်တွင်အမိုက်သွားပြေးရမှာပျောက်ဆုံးသွားခြင်းဖြစ်ပြီးသက်ဆိုင်ရာနယ်မြေရဲစခန်းကိုလူပြောက်တိုင်းကြားထားတော့လဲယနေ့အထိစုံစမ်းသိရှိမှုမရှိသေးဘူးလို့သိရပါတယ်။ရင်းပြင်ပြီးခဲ့သည့်ရက်ပိုင်းကလည်းကျွန်တော်တို့မီဒီယာကိုဆက်သွယ်ပြောဆိုလာသောသတင်းပေးများအရာရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်တွင်အသက်50အရွယ်မျိုးသားတဦးကအသက်18နှစ်မပြည့်သေးသည့်ကျောင်းသူကိုခိုးယူပေါင်းသိမ်းနေတယ်လို့သိရပါတယ်။၎င်းကပြီးခဲ့သည့်၄လပိုင်းတကြံမတိုင်ခင်ကတည်းကခိုးယူပေါင်းသိမ်းနေခြင်းဖြစ်ပြီးကာယကချင်းအုပ်ထိန်သူများဘက်ကသက်ဆိုင်ရာနယ်မြေရဲစခန်းကိုတိုင်ကြားထားတော့လေယနေ့အထိအသက်မပြည့်သေးသည့်ကျောင်းသူကိုခိုးယူပေါင်းသိမ်းနေသူကိုရှာဖွေဖော်ထုတ်ခြင်းဖမ်းဆီးခြင်းမရှိသေးဘူးလို့သိရပါတယ်။ပြီးခဲ့သည့်ကာလများကရန်ကုန်မြို့အတွင်းအမျိုးသားများသာအများဆုံးပျောက်ဆုံးလေရှိတော်လေယခုနောက်ပိုင်းတွင်အသက်မပြည့်သေးသည့်အမျိုးသမီးငယ်ကျောင်းသူများပျောက်ဆုံးခြင်းခိုးယူပေါင်းသိမ်းခံရခြင်းများများပြားနေပြီးသက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများအနေဖြင့်ထိထိရောက်ရောက်အေးအေးယူတားမြစ်ပေးရန်လိုအပ်နေတယ်လို့သိရပါတယ်။အသက်မပြည့်သေးသည့်အမျိုးသမီးငယ်များကျောင်းသူများကိုခိုးယူပေါင်းသိမ်းခြင်းမှာကြီးလေးသောရာဇဝတ်မှုဖြစ်တယ်လို့သိရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနော့ဖြစ်ပါတယ်။